မြန်မာနိုင်ငံမှာ MMQR လို့ခေါ်တဲ့ Digital ငွေပေးချေမှုစနစ်ကိုအသုံးပြုသူဦးရေဟာ24သန်းကျော်ရှိနေပြီးတော့တစ်နှစ်အတွင်းမြန်မာကျပ်73ထရီလီယံနီးပါးငွေလွှဲခဲ့ကြပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလကနေ2026ခုနှစ်ဇန်နဝါရီလကုန်အထိတစ်နှစ်အတွင်း Digital Payment ကိုအသုံးပြုကြတယ်ဆိုတဲ့စာရင်းကိုဗဟိုဘဏ်ကထုတ်ပြလာတာဖြစ်ပါတယ်။ဘဏ်တွေမှာငွေသားထုတ်ယူရခက်တယ်လို့ဆိုနေချိန်မှာစစ်ကောင်စီရဲ့ဗဟိုဘဏ်ကနေငွေသားမဲ့ငွေပေးချေမှုစနစ်အောင်မြင်နေတယ်လို့ပြောလာတာကထူးဆန်းနေပါတယ်။မြန်မာနိုင်ငံမှာလူဦးရေ53တန်းကျော်သာရှိမယ်လို့မှန်းထားပြီး MMQR Pay ကိုလူပေါင်း24တန်းကျော်ကအသုံးပြုတယ်ဆိုတဲ့အချက်ကလည်းတန်တရားဖြစ်စရာအချက်အလက်တွေပါ။ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်အရတစ်နှစ်တွင်လွှဲပြောင်းမှုပေါင်းတန်း30ကျော်ငွေပမာဏ12.9ထရီလီယံကျော်နဲ့ MMQR အသုံးပြုတဲ့ကုန်သည်4,200,000ကျော်ရှိတယ်လို့ဆိုပါတယ်။ MMQR Pay အသုံးပြုသူတွေအနေနဲ့ငွေကြေးလွှဲပြောင်းရင်3.3%ကနေ3.5%အထိပေးနေရလို့ငွေအမောက်များတဲ့ကုန်သည်တွေအတွက်အဆင်မပြေပါဘူး။လုပ်ငန်းရှင်တွေဟာဘဏ်တချို့ကနေငွေလွှဲတာကိုလက်မခံကြတာလည်းရှိနေပြီးရာခိုင်နှုန်းဖြတ်နေတာကြောင့်ပစ္စည်းတန်ဖိုးကိုရာခိုင်နှုန်းထည့်ပေါင်းဖို့ပြင်ဆင်နေကြပါတယ်။ဆိုတော့ MMQR Pay ကြောင့်ပစ္စည်းရောင်းတဲ့အခါမှာငကိုဈေးထက်3.5%ဈေးပိုတက်လာနိုင်ပါတယ်။